အားလုံးပဲမင်္ဂလာပါယေရှုနာမနဲ့နှုတ်ဆက်ပါတယ်ဒီနေ့မှာတော့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းရဲ့အကျိုးကျေးဇူးနဲ့ပတ်သက်ပြီးတော့မှဝေမျှချင်တာဖြစ်ပါတယ်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာဒီကနေ့ယုံကြည်သူတွေအတွက်ဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတဲ့အရာကိုပြန်လည်ပြီးတော့မှကျွန်တော်စဉ်းစားရအောင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအဖြစ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာရရှိတဲ့အကျိုးကျေးဇူး၅ခုကျွန်တော်ပြောချင်တာဖြစ်ပါတယ်နံပါတ်1ကတော့ယေရှုခရစ်တော်အသေးခံခြင်းအဖြစ်ယုံကြည်သူတိုင်းဟာအပြစ်လွတ်ခြင်းကျေးဇူးကိုခံစားရတာဖြစ်ပါတယ်လို့ယောမဝါရစာခန်းကြီး၄အငယ်25မှာထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထမြောက်တော်မူ၏တဲ့ကျမတို့ရဲ့အပြစ်တွေကြောင့်အသေးခံဖို့ရန်အနံ့ခြင်းခံတယ်ပြီးတော့ကျမတို့ဖြောင့်မတ်ရာရောက်ဖို့ရန်အတွက်ထမြောက်တယ်တဲ့ဒါကြောင့်ယေရှုခရစ်တော်ရဲ့ထမြောက်ခြင်းဟာကျမတို့အတွက်ဖြောင့်မတ်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ယေရှုခရစ်တော်အသေးခံခြင်းဟာဆိုရင်အမှုပြီးပြီဆိုပြီးတော့မှပေးချေရမယ့်အဖို့အခတွေကိုပေးချေလိုက်ငွေကိုရှင်းလိုက်တကယ်တော့เนาะအပြည့်ရဲ့အခသေးချင်းကိုခံပေးတဲ့အရာကပေးရမယ်ဖိုးခပစ္စည်းရဲ့တန်ဖိုးဒီဖုန်းရဲ့တန်ဖိုးဖြစ်ပေါ့เนาะပစ္စည်းရဲ့တန်ဖိုးကျမတို့ရဲ့တန်ဖိုးပေးချေလိုက်တဲ့အရာဖြစ်တယ်เนาะဆိုတော့ပြီးတော့မှထမြောက်ခြင်းဆိုတဲ့အရာကဘာနဲ့တူတယ်လဲဆိုရင်ငွေရပြေစာနဲ့တူပါတယ် receipt ပေါ့เนาะငွေရပြေစာဆိုတော့ပတ်စံပေးပြီးကြောင်း pay ဆိုတဲ့ပြေစာကိုထုတ်ပေးလိုက်တာနဲ့တူပါတယ်ဒါကြောင့်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာအသေးခံခြင်းဟာပေးရမယ့်ဖိုးခါတွေကိုပေးတာဖြစ်ပြီးတော့မှရှင်ပြန်ထမြောက်ခြင်းကတော့ငွေရပြေစာကိုရရှိခြင်းဖြစ်ပါတယ်ကျမတို့ကဖိုးခါတွေကိုပေးပြီးတော့မှအဲ့ဒီဟာတွေပေးပြီးကြောင်းငွေရပြေစာ receipt ကိုကျမတို့ကမယူထားဘူးဆိုရင်တက်တည်ကျမတို့မှာပြစရာမရှိဘူးပေးပြီးကြောင်းတက်တည်မရှိဘူးဖြစ်တယ်အဲကြောင့်ယေရှုခရစ်တော်ဟာသူ့ရဲ့အသွေးနဲ့ရွေးဝယ်ပြီးကြောင်းသူ့ရဲ့အသက်ကိုပေးပြီးတော့မှเนาะကယ်တင်ကြောင်းကိုအခပေးကြောင်းကိုလဝါကားတိုင်းမှာပြပြီးတော့မှထမြောက်ခြင်းအဖြစ်ကျမတို့ကိုတက်တည်เนาะအထောက်အထား receipt ပေးခဲ့တာဖြစ်ပါတယ်လို့အဲကြောင့်အဲ့ဒါကဖြောက်မှတ်ခြင်းကိုရစေတာဖြစ်တယ်နံပါတ်2အချက်အနေကတော့အသစ်တော်အသက်တာကိုရရှိစေတာဖြစ်ပါတယ်လို့ယောမဩဝါဒစာအခန်းကြီး6အငယ်4မှာထို့ကြောင့်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအဖြစ်ထိုသခင်နှင့်အတူတကြိုခြင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည်ခမည်းတော်၏ဘုန်းတော်အဖြစ်သေခြင်းမှထမြောက်တော်မူသည်နည်းတူငါတို့သည်လည်းအသစ်တော်အသက်တာ၌ကျင်လည်ရကြသည်ယေရှုခရစ်တော်သေခြင်းကနေထမြောက်ခြင်းဟာကျမတို့လည်းအသစ်တော်အသက်တာကိုရရှိဖို့အသစ်တော်အသက်တာမှာကျင်လည်ဖို့အကြောင်းဖြစ်တယ်လို့ပြောတယ်။ယဉ်ကျေးခြင်းခံတဲ့အခါမှာယေရှုကိုယုံကြည်ပါသလား။ယုံကြည်ပါတယ်ဆိုရင်မလုပ်လဲဆိုရေထဲမှာနှစ်တယ်။ရေထဲမှာနှစ်ပြီးတော့မှမထားခဲ့ပဲနဲ့ပြန်ပြီးတော့မှဆွဲထူတယ်ပြန်ထခိုင်းတာဖြစ်တယ်။ဘာလဲဆိုနှစ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ကယေရှုနဲ့ငါအတူသေပြီ။ငါရဲ့လူဟောင်းဇာတိလူဟာတကြိုပြီ။တင်ချိုင်းထဲမှာတကြိုပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒါရေထဲမှာနှစ်လိုက်တာဆိုရေထဲမှာပဲမထားခဲ့ပဲနဲ့ပြန်ဆွဲထူခြင်းကတော့ငါဟာယေရှုခရစ်တော်နဲ့အတူပြန်ထမြောက်ပြီသေခြင်းကိုအောင်မြင်ပြီးထမြောက်တဲ့လူသစ်အသစ်တော်အသက်တာနဲ့ငါဟာထမြောက်ပြီယေရှုဟာသေခြင်းကိုအောင်မြင်ပြီးထမြောက်တဲ့အခါမှာဝိညာဏကိုခန္ဓာနဲ့ထမြောက်တယ်ဝိညာဉ်လူဖြစ်တယ်ဒိုနည်း၎င်းပဲကျမတို့ဒီကျမတို့ရဲ့ဇာတိအသွေးသားเนาะဇာတိလူဟာခရစ်တော်နဲ့အတူတည်ပြီးတော့မှခရစ်တော်နဲ့အတူကျမတို့ကဝိညာဉ်လူထမြောက်တယ်ဆိုတဲ့အရာကိုပုံဆောင်တဲ့အနေနဲ့ဗတ္တိဇံယဉ်ချင်းမင်္ဂလာကိုကျမတို့ခံယူတာဖြစ်ပါတယ်။ဒါကြောင့်ရှင်ပေါလုကပြောတယ်ငါဟာခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာအသေးခံပြီ။သို့တော်လည်းအသက်ရှင်သေးထို့သောဆိုတော့ငါကိုယ်တိုင်မရှင်ဘူးတဲ့ခရစ်တော်ဟာငါနဲ့ရှင်တယ်တဲ့။ကျမတို့အသက်တော်အသက်တာထဲမှာကျင်လည်နိုင်ဖို့အသက်တော်အသက်ကိုရဖို့ရန်အတွက်နော်ဖရာသခင်ရဲ့အသစ်ဖန်ဆင်းပေးတော့နော် born again ဆိုတဲ့အသစ်တော့အသက်တာရဖို့ရအတွက်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါတယ်ဆိုတော့တပည့်တော်ရဲ့အသက်တာထဲမှာဒီသက်သေးကိုကျမတို့တွေ့ရတယ်ထိုနည်း၎င်းပဲကျမတို့ယုံကြည်သူရဲ့အသက်တာထဲမှာလည်းဒီသက်သေးတွေကိုကျမတို့တွေ့ရတာဖြစ်ပါတယ်နော်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသူ့ကိုယုံကြည်ပြီးတော့မှ
လက်ခံပြီးတော့မှသူနဲ့အတူတူကျမတို့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ဒီနေ့ကျမတို့ဘဝဟောင်းနေနော်အကျင့်ဟောင်းနေကနေလွတ်မြောက်ပြီးတော့မှဘုရားရဲ့အလိုတော်အတိုင်းကျမတို့အသက်ရှင်လာတယ်ကျမတို့ရဲ့အသက်တာတွေကလူသစ်ဖြစ်လာတာဖြစ်ပါတယ်လို့နောက်နံပါတ်3အချက်အနေနဲ့ယေရှုခရစ်တော်ရဲ့ထမြောက်ခြင်းဟာတန်ရှင်းသောဝိညာဉ်တော်တကိုးကိုရရှိစေတာဖြစ်ပါတယ်လို့ဆိုတော့ယောမဩဝါဒစာအခန်းကြီး8အငယ်7မှာထိုမြတ်မကယေရှုကိုတေခြင်းမှထမြောက်စေတော်မူသောဖျားဤဝိညာဉ်တော်သည်သင်တို့အထဲ၌ကျင်းဝတ်တော်မူလျင်ခရစ်တော်ကိုတေခြင်းမှထမြောက်စေတော်မူသောဖျားသည်သင်တို့အထဲ၌ကျင်းဝတ်သောမိမိဝိညာဉ်တော်အဖြစ်တေသက်သောသင်တို့၏ကိုယ်ကာယကိုပင်ရှင်စေတော်မူ၏တဲ့ဆိုတော့ယေရှုခရစ်တော်ကိုတေခြင်းကနေထမြောက်စေတာကတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီတန်ရှင်သောဝိညာဉ်တော်ကသင်တို့အထဲမှာယုံကြည်သူအထဲမှာကျင့်ဝတ်တဲ့ဝိညာဉ်နဲ့အတူတူပဲဖြစ်တယ်တဲ့เนาะအတူတူပဲယေရှုကိုသေခြင်းကနေထမြောက်စေတဲ့ဝိညာဉ်ဟာဒီကနေ့ကျမတို့ရဲ့အထဲမှာကျင့်ဝတ်တဲ့ဝိညာဉ်ပဲဖြစ်ပါတယ်တဲ့ဆိုတော့အဲ့ဒီဝိညာဉ်ကျမတို့အထဲမှာရှိတယ်ကျင့်ဝတ်တယ်ဆိုရင်ဒီနေ့သေသက်တဲ့ကျမတို့ရဲ့ကိုယ်ခန္ဓာဟိုပဲအသက်ရှင်စေတယ်ဝိညာဉ်တော်ရဲ့တကိုးကိုကျမတို့ကိုရစေတယ်တဘာဝလွန်သောအရာများကိုကျမတို့ရဲ့အသက်တာထဲမှာဖြစ်စေတယ်မြင်တွေ့စေတယ်ဆိုတဲ့အရာကိုပြောတာဖြစ်ပါတယ်လို့ဒါကြောင့်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာတန်ရှင်းသောဝိညာဉ်တော်တကိုးကိုရစေတယ်ဝိညာဉ်တော်တကိုးနဲ့ကျမတို့ကိုပြည့်ဝစေတာဖြစ်ပါတယ်နောက်နံပါတ်4အချက်အနေနဲ့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအပြင်အောင်မြင်ခြင်းကိုရတာဖြစ်ပါတယ်တစ်ကောအခန်းကြီး15ငယ်55ကနေ59မှာအိုသင်မင်းသင်လက်နက်သည်အဘယ်မှာရှိသနည်းအိုမရဏနိုင်ငံသည်အောင်ချင်းသည်အဘယ်မှာရှိသနည်းသင်မင်းလက်နက်ကဒုစရိုက်ပေသည်ဒုစရိုက်အပြည့်တကိုးကပြည့်ညတ်ကြားပေသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အောင်ချင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်၏ကျေးဇူးတော်သည်ကြီးလာစွာတကားယေရှုခရစ်တော်အားဖြင့်ငါတို့ကိုအောင်ချင်းအခွင့်ပေးတယ်လို့နှုတ်ဘတ်တော်ကပြောတာဖြစ်ပါတယ်။ဘာကိုအောင်တာလဲဆိုရင်သေခြင်းကိုအောင်ခြင်းအခွင့်သေမင်းကိုအောင်ခြင်းအခွင့်ကိုပေးတာဖြစ်ပါတယ်။ဒီနေ့လူတိုင်းကသေရမှာကြောက်တာဖြစ်တယ်။သေခြင်းတရားကိုလူတိုင်းကကြောက်တယ်မရင်ဆိုင်ရဲဘူးဖြစ်တယ်။သို့တော့ယေရှုခရစ်တော်ထမြောက်ခြင်းအဖြစ်သေခြင်းကိုအောင်မြင်ရသောအခွင့်သေခြင်းကိုမကြောက်ဘဲနဲ့ရင်ဆိုင်နိုင်ရသောအခွင့်ကိုနော်ကျမတို့ကရရှိစေတယ် because he lives I can face tomorrow ယေရှုအသက်ရှင်သောကြောင့်ကျမတို့ဟာနေ့ပြန်နေ့ရက်တွေကိုကျမတို့ကအောင်မြင်ခြင်းနဲ့ရှောက်လန်းနိုင်တဲ့အသက်ရှင်နိုင်တာဖြစ်ပါတယ်အဲဒါသင်မင်းရဲ့ချင်းချောက်ခြင်းတွေကျမတို့မကြောက်တော့ဘူးလောကရဲ့ချင်းချောက်ခြင်းတွေကျမတို့မကြောက်တော့ဘူးကျမတို့ကိုယေရှုခရစ်တော်အားဖြင့်အောင်ခြင်းအခွင့်ကိုပေးတာဖြစ်ပါတယ်လို့ဒါကြောင့်ဘာပြောလဲဆိုဒုစရိုက်အပြည့်ရဲ့တကူကပြည့်ညတ်တရားเนาะသမီးရဲ့လက်နက်ကတော့ဒုစရိုက်အပြည့်ရဲ့တကူကပြည့်ညတ်တရားမလုံနိုင်လို့เนาะကျမတို့ကျင့်ချင်းအမင်္ဂလာခံရမယ့်အရာတွေကိုလည်းဒီနေ့ကြောက်စရာမလိုတော့ဘူးအဲ့ဒီအရာပေါ်မှာလည်းယေရှုခရစ်တော်အောင်ခြင်းအခွင့်ကိုပေးခဲ့ပြီဖြစ်တယ်နော်အပြစ်တရားရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့အမင်္ဂလာတွေမကြမ်းမာခြင်းတွေအနာရောဂါတွေဆင်းရဲခြင်းတွေချို့တဲ့ခြင်းတွေနော်အဲ့ဒီအရာတွေမျက်နှာตาမြခြင်းအဲ့ဒီရှုံးနေခြင်းအဲ့ဒီအရာတွေအားလုံးကိုဒီကနေ့ယေရှုခရစ်တော်အဖြစ်အောင်မြင်ရသောအခွင့်ကိုရရှိတဲ့သူတွေဖြစ်ပါတယ်လို့နောက်နံပါတ်5နဲ့နောက်ဆုံးအချက်အနေနဲ့ယေရှုခရစ်တော်ထမြောက်ခြင်းအဖြစ်အနာဂတ်အတွက်မျော်လင့်ခြင်းကိုကျမတို့ရရှိတာဖြစ်ပါတယ်ဒီနေ့မျော်လင့်ခြင်းဆိုတာအမှန်တမ်းမှအရေးကြီးတဲ့အရာဖြစ်တယ်လူတွေကတစုံတစ်ခုကိုမျော်လင့်ပြီးတော့မှအသက်ရှင်နေကြတဲ့သူတွေပဲဖြစ်တယ်ဒီနေ့မျော်လင့်ခြင်းမရှိဘူးဆိုရင်လူဟာတခဏအတွင်းမှာပဲစက္ကန့်ပိုင်းအတွင်းမှာပဲမိမိရဲ့ဘဝကိုအဆုံးသတ်ကြတာဖြစ်တယ်ဒီနေ့ကိုဆူဆိုက်လုပ်ပြီးတော့မှအဆုံးစီရင်တဲ့သူတွေကမျော်လင့်ချက်မဲ့သွားတဲ့သူတွေဖြစ်တယ်သူတို့အတွက်မနှက်ပြန်ဆိုတာအတိတ်ပဲမရှိတော့ဘူးသူတို့အတွက်အနာဂတ်ဆိုတာမရှိတော့ဘူးလို့ခံစားတဲ့သူတွေဖြစ်တယ်အဲကြောင့်မျော်လင့်ခြင်းဆိုတာအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဒီနေ့ကျမတို့ကိုပေးတဲ့မျော်လင့်ခြင်းကတော့နော်ခဏလေးနဲ့ပျောက်သွားမယ့်အရာမဟုတ်ဘူးဖြစ်လာမလားမဖြစ်လာဘူးလားဆိုတော့မသေးချာမရေရတဲ့မျော်လင့်ခြင်းမဟုတ်ဘူးဒီနေ့ကျမတို့ရရှိတဲ့မျော်လင့်ခြင်းကတော့သေချာသောမျော်လင့်ခြင်းထာဝရနဲ့ဆိုင်တဲ့မျော်လင့်ခြင်းကိုကျမတို့ရတာဖြစ်တယ်ယောဟန်ခန်းကြီး7အငယ်25မှာထို့ကြောင့်ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်း
အသက်ရှင်ခြင်းအကြောင်းဖြစ်ငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်ဒီနေ့လူဆိုတာတော့သေရမယ့်သူတွေပါပဲသေမျိုးပဲဒီနေ့ဒီလောကကနေထွက်သွားရမယ့်သူတွေပဲဖြစ်တယ်ဒါပေမဲ့သေတော်လဲရှင်ပဲဆိုတဲ့အာမခံချက်သေချာသောမျှော်လင့်ခြင်းကိုရတော်သူတွေဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့ထမြောက်ခြင်းအဖြစ်ယေရှုကငါဟာထမြောက်ခြင်းကြောင့်ငါထမြောက်တယ်အသက်ရှင်ခြင်းကြောင့်ငါအသက်ရှင်တဲ့သူဖြစ်တယ်ဒါကြောင့်ငါ့ကိုယုံကြည်တယ်ဆိုရင်သင်တို့ဒီလဲသေပေမဲ့သေလွန်တော်လဲထမြောက်မယ်ကိုယ်ခန္ဓာတော့သေရမှာမှန်ပေမဲ့ကျမတို့ဝိညာဉ်အသက်ရှင်မယ်ကျမတို့ခန္ဓာကိုယ်လည်းတစ်နေ့တစ်ချိန်မှာပြန်ပြီးတော့ထမြောက်ရတဲ့ခွင့်ကိုဖခင်ကပေးမှာဖြစ်တယ်ဒါကြောင့်မလို့ယေရှုရဲ့ထမြောက်ခြင်းဟာယခုဘဝနဲ့မကဘဲနဲ့နောက်ဘဝအတွက်ကျမတို့ရဲ့မျှော်လင့်ခြင်းသေချာသောမျှော်လင့်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းအဖြစ်နေ့ကျမတို့ရဲ့အသက်တာထဲမှာအကျိုးကျေးဇူး၅ချက်အများလောက်နဲ့ဝေမျှချင်ပါတယ်အရောက်တိုင်းပေါ်မှာဖျားရှင်သူပဲကောင်းချီးပေးပါစေ